ကဲအားလုံးတောက်ကြရတဲ့မိတွေပေါ့ဗျာတောက်ကြရတဲ့မိတွေဘလို့အသက်အရွယ်ဘလို့အပိုင်းခြားတွေမှာကြီးပွားအောင်မြင်တတ်တယ်လေနော်ကံတရားရဲ့အထောက်ပံ့တွေဘလို့အသက်အရွယ်တွေမှာရတတ်တယ်လဲဆိုတာကိုကျွန်တော်အခုပြောပြမှာဖြစ်ပါတယ်တောက်ကြရတဲ့မိတွေဆိုတော့အဲ့ဒါမပြောခင်နော်ကံကောင်းတာဆိုတော့အလုပ်လုံးမှာကံကောင်းမှာဟုတ်ပြီနော်ဒီရင်ဆရာတော်ပြောတယ်ငါတို့ဘယ်အသက်အရွယ်မှာကံကောင်းမှာဆိုပြီးဘာမှမလုပ်ရင်တော့ဘာမှဖြစ်မလာပါဘူးခင်ဗျာကျွန်တော်အဲ့ဒါကိုပြောကြတယ်နော်ကံဉာဏ်ဝိရိယဟုတ်ပြီနော်ကံကြီးရလည်းအားကိုးလို့မရပါဘူးကိုယ့်ရဲ့ဉာဏ်လည်းအားကိုးရမယ်ဝိရိယလည်းစိုက်ထုတ်ရမယ်ဟုတ်ပြီနောက်ဖြစ်ချင်တဲ့ဆန္ဒလည်းကြီးမားဖို့လိုပါတယ်ဆိုတော့တောက်ကြရတဲ့မိတွေတောက်ကြရတဲ့မိတွေကလူလက်ပိုင်းပဲဟုတ်ပြီနော်လူလက်ပိုင်းဘယ်ရွက်ဘယ်တဲ့ရွက်တုံးနဲ့အတက်ဒီကျွန်တော်တို့20ခွင်ရနေတယ်နော်အတက်20ခွင်ရနေအတက်28ပေါ့နော်အတက်28 29ကနေ41 42တိအောင်15နှစ်တန်းလာကြိုအိတ်တဲ့အချိန်မှာတောက်ကြသားသမီးတွေကြီးပွားအောင်မြင်တတ်ပါတယ်ဟုတ်ပြီနော်ဒါပဲတောက်ကြသားသမီးတိုင်းမဖြစ်နိုင်ပါဘူးခင်ဗျတရက်ထဲမွေးတဲ့လူအချင်းချင်းတော့မှကံသာလာချင်းမတူပါဘူးနော်ပြန်မြောက်ပေါ့ every ပေါ့နော်ကျွန်တော်ပြောတဲ့မူလမာဘုတ်ပိုင်ရှင်တွေအဲ့ဒီကာလမှာကြီးပွားအောင်မြင်တတ်ပါတယ်ဟုတ်ပြီနော်အဲ့တော့မူလမာဘုတ်ကိုတချို့ကမသိကြဘူးဒီမိမိရဲ့မြန်မာလုံးမွေးတဲ့ကလေးကိုဒီခွနဲ့စားလိုက်စားအောင်မှချပြီးစားလိုက်3တန်း4တန်းကလေးတောင်စားရပါတယ်နော်ကာကူလီတာနဲ့စားရင်တော့မှတ်မှာမဟုတ်ဘူးအဲ့တော့မိမိရဲ့မြန်မာမွေးတဲ့ကလေးကိုဒီခွနဲ့စားပြည့်ကျွင်းရင်ဟုတ်ပြီနော်ပြည့်ကျွင်းရင်ရာဇာဘွားလို့ခေါ်တယ်တောက်ကြတာတည်းရာဇာဘွားပြည့်တောက်ကြတာတည်းကိုပြောတော့ကျန်တဲ့လူကျန်တဲ့နေတာပြောတာမဟုတ်ပြည့်ကျွင်းရင်ရာဇာဘွားနှစ်ကျွင်းရင်အဓိပတိဘွား3ကျွင်းရင်မရဏဘွား4ကျွင်းရင်တိုက်ဘွား5ကျွင်းရင်ကုတီဘွား6ကျွင်းရင်ဘင်္ဂါဘွား3ညာကျွင်းရင်အထွန်းဘွားမိမိရဲ့မြန်မာလိုမွေးတဲ့ကလေးကိုဒီခွနဲ့စားလိုက်လို့အဲ့ဒါလေးမှတ်ထားလိုက်ကိုကခွနဲ့စားလိုက်တချို့ကကိုကဘာဘွားမှန်းဘာကျွင်းမှန်းမသိလို့ပြောတယ်အဲ့ဒါ28ကနေ41 42တိအောင်ကံတရားရဲ့ထောက်ပံ့နေရပါလိမ့်မယ်အဲ့ဘလို့နေသားသမီးတွေလဲဘလို့ပြောပြီး3ညာကျွန်းအထွန်းဘွားတောက်ကြတာတဲ့မိများ3ညာကျွန်းအထွန်းဘွားတောက်ကြတာတဲ့မိများနောက်တစ်ခါ3ကျွန်းမရဏဘွားတွေအဲ့ကာလ3ကျွန်းမရဏဘွားတောက်ကြတာတဲ့မိများနောက်4ကျွန်းတိုက်ဘွားတောက်ကြတာတဲ့မိများဟုတ်ပြီနော်နောက်တစ်ခါ5ကျွန်းပုတီဘွားတောက်ကြတာတဲ့မိတွေအဲ့4မျိုးအခုကျွန်တော်ပြောတဲ့28 29ကနေ40 41တိအောင်ငါတရားရထောက်ပံ့နေရမှာဘာမှမလုပ်ခနဲ့တော့ဖြစ်မှာလားကိုယ့်ဘက်ကကြိုးစားဖို့လိုတယ်ဆိုတော့ကျွန်တော်ပြောလို့ကိုယ့်ဘက်ကဉာဏ်ဝိရိယတွေစိုက်ထုတ်ပါဟုတ်ပြီနော်အဲ့ကာလမှာကောင်းစားရပါတယ်တောက်ကြတဲ့နဲ့စပြီးတန်းလာတဲ့နဲ့ဆုံးထားမယ်တင်းခိုင်းနော်တန်းကြော်တန်းခိုင်းအဲ့လိုနာမည်ကြီးကောင်းတယ်အဲ့ကာလမှာအဲ့နာမည်ကြီးကြီးသွားတယ်သူကအဲ့နာမည်ကြီးပိုင်ရှင်တွေက42နဲ့50ဆိုရင်ညံ့တာအခုကျွန်တော်ပြောတဲ့28 29ကနေ40 41 42တိအောင်ကောင်းတတ်ပါတယ်နော်အဲ့မူလမာဘုခိုင်းစနေနောက်တစ်ခါတောက်ကြနဲ့စပြီးစနေနဲ့ဆုံးထားမယ်တန်းနုတို့နော်တန်း9တို့အဲ့လိုပေါ့နော်တင်း9တို့အဲ့လိုနာမည်ပိုင်စနေတော့တဲနုတို့တောက်ကြနဲ့စပြီးစနေနဲ့ဆုံးလို့ရှိရင်အဲ့ဒီကာလတွေမှာကြီးပွားအောင်မြင်ပါလိမ့်မယ်ကြီးပွားတိုးတက်ပါလိမ့်မယ်နော်နောက်တစ်ခါတော့အဲ့တော့တောက်ကြတဲ့မြေနောက်ထပ်အတက်အရွယ်သူက2နှစ်ဇက်ကောင်းလို့ရှိရင်ဇက်တိုင်း2နှစ်ကောင်းတတ်တယ်ဟုတ်ပြီနော်ဘလို့အတက်ရွယ်တွေလည်းခုကျွန်တော်ပြောမယ်34 35တစ်ခါကောင်းတတ်တယ်34 35တစ်ခါ10နှစ်တစ်ခါ42 43တောက်ကြတာလည်းမြတ်34 35 40 43နောက်တစ်ခါ50 51 58 59အဲ့နှစ်တွေဆိုလို့ရှိရင်ကိုယ့်ဘက်ကကြိုးစားသမှာကံတရားခင်ဗျားတို့ဘက်မှာရှိတယ်နော်လောက်ကင်နေရောင်းဝယ်နေကောင်းလာတယ်ဟုတ်ပြီအဲ့ဆိုကျွန်တော်ပြောတဲ့အဲ့နှစ်တွေလည်းရောက်နေပါရဲ့နဲ့အခု28 29ကနေ41 42ကိုဖြတ်တန်းနေရတယ်တောက်ကြတာလည်းမြည်တယ်ဘာအဲ့အချိန်မှာတော့သူကအိမ်တော်ရေးအိမ်တွင်းရေးပြဿနာတော့ပေါ်တတ်တယ်နော်အိမ်တွင်းရေးတွေကိုဂျားလူဝင်တာအိမ်တော်ရေးအစမပြေတာနော်ကိုပိုင်လုပ်ငန်းလုပ်နေတယ်ဆိုလို့ရှိရင်လောက်ငယ်သားတွေတော်လန်ပုံကန်တာနော်အကြီးကဲလူအထက်လူကြီးနဲ့အစမပြေတာအဲ့လိုမျိုးတွေနော်အဲ့လိုမျိုးတွေတော့ကြုံရတတ်တယ်ဝန်ထမ်းတွေဆိုဟုတ်ပြီနော်ငွေကြေးကန်တဲ့ဘက်တွေတော့ကောင်းတယ်ဗျနော်ငွေကြေးကန်တဲ့ဘက်တွေတော့ကျွန်တော်အဲ့ကာလမှာကောင်းပါတယ်ဗျနော်ဒီတွေပါလေဝါနာပိုင်းကန်ဆန်းပေါ့နော်ဒီတွေပါဝါနာပိုင်းကန်ဆန်းပေါ့အဲ့ကာလမှာငွေတွေဝင်လာပြီဆိုလို့ရှိရင်မဟုတ်တဲ့နေရာတွေမှာသုံးလို့မရဘူးဥမာ KTV တို့မာဆက်တို့သွားတာမဟုတ်ရုပ်တွေသုံးလာဆိုလို့ရှိရင်တော့ငွေကနောက်ထပ်ဝင်မဲ့ငွေတော့မဝင်မဲ့နဲ့တန့်သွားပြီးတော့မှစီးတဲ့မြစီးစိမ်နဲ့အကုန်ပြန်ပြုတ်သွားတယ်အဲ့ကာလမှာဆိုဝင်လာတဲ့ငွေကိုလှူပေးရတယ်10ပုံ1ပုံအဲ့လိုမျိုးပေါ့နော်10ပုံ2ပုံအဲ့လိုမျိုးတွေလှူပေးရတယ်တကယ်အကျိုးရှိမဲ့နေရာတွေကိုလှူပေးရတယ်ဟုတ်ပြီနော်ဘာသာရေးလောက်ရတယ်အဲ့ကာလမှာဂုံတော်ကိုပွားစမ်းပြန်ဂုံတော်ကိုပွားစမ်းနော်အဲ့28 29 40 41ကိုဖြတ်တန်းနေရတဲ့လူတွေ
နော်ဂုံတော်များများပွားငွေကိုလှူပေးရတယ်ငွေဝင်လာလို့ရှိရင်ငွေလှူပေးရတယ်အဲ့ဒီအချိန်မှာအဆောင်ကောင်းဆိုရင်တော့ငကယုံဖရားပဲငကားထောက်ကြံတာစနေတနေ့လားနော်ကျွန်တော်ပြောနေတာတုံးတဲ့ဘောနိတ်ပညာတာဝတိစမ်းပညာနဲ့ပြောနေတာနော်ဒါတိုက်တိတ်တန်းစီကိုစောင့်ခိုင်းတာနော်အဲ့တော့အဲ့ဒီအချိန်မှာအိန္ဒိယအိမ်တော်ကြီးကိုလည်းထိတ်ထားပါနော်အိမ်တော်ဘက်ပေါ်မှာနားလည်မှုပေးလိုက်ပါဝီဒီဝင်လာရင်လည်းလှူပါဘုံတော်တွေရတော့ပွားပါတော့ကြတာလည်းမိတော်များများဟာ90ကျော်ပြီဆိုရင်ကောင်းစားတတ်ပါတယ်50ကျော်ပြီဆိုလို့ရှိရင်ဥဒါလာကောင်းတာများပါတယ်ဥဒါလာကောင်းစားတတ်ပါတယ်ဟုတ်ပြီနော်သူကအဲ့42နဲ့50မှာတော့ကြတာလည်းမိတယ်ညက်တယ်ဆိုတော့အဲ့ဒါ50ကျော်တော့ပြီဆိုလို့ရှိရင်51 50 51 59တွေတော့ကြတာလည်းမိတယ်လက်ကမခံရမယ်နှစ်တွေပေါ့ဗျာဟုတ်ပြီနော်မူလမှာဘုတ်ငါကျွင်ပုတိဘွားတွေကောင်းပြီပေါ့ဟုတ်ကဲ့မူလမှာဘုတ်နှစ်ကျွန်းအဓိပတိဘွားအဲ့ဒါဒီအဲ့အသက်50ကျော်လို့ရှိရင်တော့ကောင်းသွားပြီနောက်ကမူလမှာဘုတ်တော့ပါလေ6ကျွန်းဘင်္ဂါဘွားတွေနော်မူလမှာဘုတ်တုံညာကျွန်းအထွန်းဘွားတွေအဲ့ဥစားလာတော့ကောင်းပါလေတော့ကောင်းတတ်ပါအဲ့တော့ချင်းမိတ်စီတော့ကြာတာတမိတွေ29 29နဲ့42ကြားထဲမှာစူးစမ်းသမ်းပါဗျာနော်ဝင်လာတဲ့ငွေကိုလှူပေးပါဂုံတော်တွေပွားပါအခုကျွန်တော်စောစောပြောတဲ့34 35 42 43 50 51 58 59အဲ့ဒီနှစ်တွေမှာဆိုရင်အရန်ကောင်းစားတတ်ပါတယ်ဟုတ်ပြီနော်ကျွန်တော်ပြောတဲ့ဂုံတော်တွေပွားပါနော်ငွေလှူပါအိမ်တော်ဘက်ပေါ်မှာနားလည်မှုပေးလိုက်ပါအိမ်တော်ကြီးအခြေအနေတော့အဲ့ဒီကာလတွေမှာညက်တတ်ပါတယ်ဟုတ်ပြီကျွန်တော်အားလုံးမင်္ဂလာပါတောက်ကြတာသမီးတွေတောက်ကြတာသမီးတွေပြောမယ်ဆိုရင်လည်းအသက်အရွယ်အပိုင်းခြားနှစ်ခုကိုပြောရမယ်အဲ့တော့နည်းနည်းရင်သားကြတော့ကောင်းတယ်ကြတောက်ကြတာသမီးတွေဘာကြောင့်လဲဆိုလို့ရှိရင်အသက်15နဲ့22နှစ်ပေါ့နော်အသက်15နဲ့22နှစ်ဆိုတာလူလောကအကြောင်းသိနားမလည်ဘူးနှလုံးသားရေးဦးစားပေးတဲ့အရွယ်အသက်15နဲ့21အရွယ်စီဝါရေးတွေပါသူ့ခေါင်းထဲမှာတိတ်မရှိဘူးဒါပေမဲ့အဲ့ဒီအရွယ်မှာကိုပဲတောက်ကြတာသမီးတချို့ကလောကဓာတ်ကိုပြင်းပြထန်ထန်ခံရတာအဲ့အသက်21နဲ့15နဲ့21အဲ့6နှစ်ကာလမှာနော်ပြင်းပြထန်ထန်ခံရတော့အသက်အရွယ်နဲ့မမျှခံရတာနော်အဲ့ဒီအချိန်မှာဟုတ်ပြီနော်အားတော့မှဖြစ်ရလေခြင်းဆိုပြီးတော့တောက်ကြတာသမီးလေးလားမဟုတ်ဘူးခင်ဗျဒါကြောင့်ဘလို့လူတွေပြောပြီးမူလမှာဘုတ်3ကျွန်းမရဏဘွားတောက်ကြတာသမီးများနောက်မူလမှာဘုတ်6ကျွန်းဘင်္ဂါဘွားတောက်ကြတာသမီးများနောက်မူလမှာဘုတ်5ကျွန်းပုတိဘွားတောက်ကြတာသမီးတွေအဲ့ဒီအသက်15နဲ့21ကြောင်းပြီးကာစအပြိုပေါ်လူပြိုပေါ်ဝင်ကာစလေးအချိန်မှာအရွယ်နဲ့မမျှအောင်ခံလိုက်ရတာမိသားစုတာဝန်တွေပြီလာတာချစ်သူရဲ့လှည့်စားတာချစ်ရေးတော့ကအိမ်တွင်းအိမ်တောင်ရေးပေါ့နော်အိမ်တွင်းအိမ်တောင်ရေးအိမ်တော် sorry အိမ်တွင်းပေါ့မိသားစုအဲ့ဒါနဲ့ပတ်သက်ပြီးတော့သူတို့မှာလောကဒန်ကြီးမားကြောတယ်ပဲတချို့ဆိုလို့ရှိရင်ကြောင်းတော်မှအဲ့လိုမိသားစုကိုငဲ့ပြီးတော့မှကြောင်းကိုပြီးအောင်မတက်လျက်တောက်ကြတာလည်းမိတယ်ရှိအဲ့ဒီတစ်ဖြတ်မှာလည်းတလီညံ့တယ်တောက်ကြတာလည်းမိတယ်အသက်15နဲ့21ပေါ့နော်ညံ့တယ်ဟုတ်ပြီနောက်တစ်ဖြတ်ကတော့တော့အရေးကြီးတယ်ဗျဟုတ်ပြီအဲ့ဆိုရင်မူလမှာဘုတ်3ကျင်းမရဏဘွားတွေမူလမှာဘုတ်6ကျင်းဘင်္ဂါဘွားတွေမူလမှာဘုတ်5ကျင်းပုတိဘွားတွေအဲ့ဒီအသက်15နဲ့21မှာညံ့တယ်တို့တော့နာမည်အခုကျွန်တော်ပြောတဲ့နာမည်ပိုင်စနေဆိုပို့ဆိုးတယ်နာမည်တောက်ကြနဲ့စပြီးစနေနဲ့ဆုံးမယ်တဲနုတို့နော်တောင်းထွန်းတို့ဘလို့ပေါ့နော်အဲ့လိုတင်းနော်တန်နုတို့နော်တန်ထွန်းတို့အဲ့လိုတောက်ကြနဲ့စပြီးစနေနဲ့ဆုံးမယ်နောက်တခါတောက်ကြနဲ့စပြီးတော့ဘုဒ္ဓဘုဒ္ဓနဲ့ဆုံးမယ်တန်ဝင်းနော်တန်းလှိုင်းအဲ့လိုနာမည်တွေပေါ့နော်အဲ့လိုနာမည်တွေကအခုကျွန်တော်ပြောတဲ့အသက်15နဲ့21မှာလောကဒန်ရဲ့ပြိနှိပ်ထားပြင်းပြထန်ထန်ကြုံတွေ့ရတာပါနောက်အသက်ရွယ်ရတော့အသက်40နဲ့အသက်50အဲ့ဒါဘုံမိဂျိုအိတ်အင်္ဂါဂျိုမှာအိတ်နေတဲ့ဘုံမိဂျိုအိတ်နော်အသက်40နဲ့အသက်50မှာလည်းတောက်ကြတာသမီးတွေကအထူးသတိထားရပါတယ်အသက်40နဲ့50ဘလို့လူတွေတော့တဲ့တောက်ကြတာသမီးတွေလားမဟုတ်ပါဘူးအဲ့ဒီကာလမှာကြီးပွားချမ်းသာတဲ့တောက်ကြတာသမီးတွေရှိပါတယ်တောက်ကြတာသမီးတွေမဟုတ်ပါဘူးခင်ဗျအခုကျွန်တော်ပြောမယ်မူလမှာဘုတ်ပေါ့နော်မူလမှာဘုတ်3ကျွန်းမရဏဘွားနောက်မူလမှာဘုတ်3ညာကျွန်းအထွန်းဘွားတွေကောင်းတယ်ဆိုတဲ့လူတွေအဲ့မှာတွေ့ပြီနော်မူလမှာဘုတ်3ညာကျွန်းအထွန်းဘွားနောက်တစ်ခါမူလမှာဘုတ်2ကျွန်းအဓိပတိဘွားတွေပေါ့အဲ့အသက်40နဲ့အသက်50အထူးသတိထားပါဟုတ်ပြီနော်ပြန်ပြောမယ်မူလမှာဘုတ်3ကျွန်း
မရဏဘဝမူလမဟာဘုတုံညာကျွန်းအထွန်းဘဝမူလမဟာဘုနှစ်ကျွန်းအဓိပတိဘဝကြီးအခုအသက်40နှစ်နဲ့အသက်50မှာပြင်းပြင်းထန်ထန်ဘဝကိုတစ်ကနေပြန်စတယ်ဘလို့နာမည်ပိုင်စနေလဲအခုကျွန်တော်ပြောမဲ့နာမည်ပိုင်စနေတောက်ကြနဲ့စပြီးတရဏလာနဲ့ဆုံးမယ်ဟုတ်ပြီနော်တောက်ကြနဲ့စပြီးတော့အဲ့တော့ဘလို့နာမည်တဲခိုင်တဲငိမ့်တင်းခိုင်တန်းကျော်အဲ့လိုနာမည်တွေပေါ့နော်တောက်ကြနဲ့စပြီးတရဏလာနဲ့ဆုံးရင်တို့ဆိုးပါတယ်အချိန်ကြီးတော်ဆိုးတယ်အဲ့ဒီကာလမှာနောက်တောက်ကြနဲ့စပြီးတနင်္ဂနွေနဲ့ဆုံးမယ်တင်းအေးတန်းအောင်နော်တဲအေးအဲ့လိုနာမည်တွေပေါ့ဟုတ်ပြီနော်နောက်တောက်ကြနဲ့စပြီးတောက်ကြနဲ့ဆုံးမယ်တင်းတဲဟေတာအဲ့လိုနာမည်ပိုင်စင်နေရတော့အဲ့အသက်40နဲ့50မှာစိတ်ရောကိုယ်ရောပြင်မရပါတယ်ဘဝကိုတစ်ကနေပြန်စရပါတယ်အကုန်ညံ့တာနော်ကျမ်းမာရေးစီးပွားရေးအိမ်တော်ရေးအကုန်ညံ့တတ်ပါတယ်အခုကျွန်တော်ပြောတဲ့မူလမဟာဘုန်းနဲ့ဆိုင်ပါတယ်ခင်ဗျဟုတ်ပြီနော်အဲ့တော့ဆိုရင်ဘာလို့အမှားလို့လဲဒါဆိုရင်အသက်15နဲ့21အရွယ်ကတော့ထားလိုက်တော့ဗျာလောကဓာတ်ကြုံတာကြုံမလို့စီတော့သူတို့ဘာသာရေးလောက်ခိုင်းတဲ့တိတ်လောက်မှာမဟုတ်ဘူးအသက်40နဲ့50မှာဆိုလို့ရှိရင်ဒါအတိတရားရင့်ကျက်သွားပြီအဲ့ဒီအရွယ်မှာတော့ခုကျွန်တော်ပြောမဲ့ဘာသာရေးကိုလုံးစိတ်ကျင်တယ်ဟုတ်ပြီနော်အဲ့ဒါဘာလို့အမှားလုံးလဲသူကပိပဋ္ဌာန်းနာနာရွတ်ရမှာဗျအဲ့ဒီချိန်မှာပိပဋ္ဌာန်းကိုသူအချိန်မှရွတ်ပြရမှာပိပဋ္ဌာန်းကိုလေည10နာရီမှရွတ်တယ်ဆို10နာရီပုံမှန်ရွတ်တော့ဘာမှမဖြစ်ဘူးနောက်အတွေ့အခေါ်ကောင်းမှုလို့လေအဲ့ဒီချိန်မှာလေအဲ့ဒီချိန်မှာအတွေ့အခေါ်ကတောင်မဟုတ်ပြောင်းဖို့ဒီမတွေ့ခေါ်ဘူးအတွေ့ခေါ်ကောင်းကောင်းလေးထားရမယ်နော်တရားကိုအစိမ့်တကယ်ပေါ့နော်ဘုံတော်တစ်ခုကိုထုံထားရမယ်ထုံထားရမယ်အဲ့ကလားအဲ့ဆိုရတယ်ဟုတ်ပြီနော်အဲ့ဆိုရတယ်ဘုံတော်တစ်ခုကိုထုံထားရမယ်ဟုတ်ပြီနော်နောက်အတူနေမိသားစုဒီနဲ့ပတ်သက်ပြီးတော့မှဆွတ်လွတ်တဲ့ဟာကိုဆွတ်လွတ်ပါဟုတ်ပြီနော်ဆွတ်လွတ်တဲ့ဟာကိုဆွတ်လွတ်လိုက်ပါလိုက်ပြီးတော့မှခုံမင်တွေ့တာမနေပါနဲ့အိမ်တော်ရေးအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့လေဒါအားကြီးစိတ်ရှင်းရမခံတော့နဲ့ဆွတ်လွတ်တဲ့ဆွတ်လွတ်လိုက်တာကိုကငါဖရာတရားကိုပဲငါစောက်ချလုပ်တော့မယ်ဆိုတဲ့တရိတ်တန်ချတာပါအဲ့ဒါကိစ္စမရှိဘူးဟုတ်ပြီနော်အဲ့ဒါကိစ္စမရှိဘူးအဲ့ချိန်မှာက तू ကအဲ့အဒီတရားရတော့အောင်နောင်တကြီးရတော့အောင်ဆုံးမတဲ့တင်အဲ့ကာလအဲ့ဒါကြောင့်ပြောတာပါနော်အဲ့တော့ဆိုတော့တို့တော့အမြင့်အညွတ်နဲ့ပေးထားတဲ့နာမည်ပိုင်စင်တွေရတော့အဲ့ဒီကာလမှာကောင်းစားတတ်ပါတယ်နောက်တော့ကြာတာဒါသမီးအမြင့်အညွတ်နာမည်ကြာတာပရိနဲ့စပြီးစိတ်နဲ့ဆုံးတာပေါ့အဲ့မြင့်နိုင်မောင်ထွန်းနော်နောက်တော့ကမြင့်မိုထွန်းဟုတ်လားမောနိုင်အဲ့လိုနာမည်တွေရတော့တောက်ကြတာသမီးတွေရတော့အဲ့ဒီကာလမှာကောင်းစားတတ်ပါတယ်တော့ချစ်မိတ်ဆွေတောက်ကြတာသမီးအားလုံးဒီနေ့ယခုချင်းအစပြီးဘဝအမောတွေပြေပြောက်ကြပါစေဘေးပေါင်းရန်ပေါင်းတွေကင်းဝေးကြပါစေငွေကြေးလက်လာပါများအထူးပွန်လန်းကြပါစေစိတ်ရောကိုယ်ပါကျမ်းပါလို့ချမ်းသာကြပါစေဗျာ